တစ်စီသမင်းအိမ်မှာအလွယ်တကူချင်းကြီးလေးတင်ပေးပါမယ်နော်ပထမဦးဆုံးကျက်စီလေးတွေကိုကျက်ရည်ခေါ်လေးတွေကိုစီထွက်အောင်ကြော်ပါမယ်စီမပါဘဲနဲ့ကျက်ရည်ခေါ်ကျက်စီလေးတွေကိုကြော်ပါမယ်အဲ့ဒီကျက်စီလေးတွေထဲကနေပြီးတော့ကျက်ရည်ခေါ်ထဲကစီလေးတွေထွက်လာပြီးလို့ရှိရင်တဝက်လောက်ကြပြီဆိုလို့ရှိရင်ကျက်တော်နဲ့ကျက်တော်ဖြူကျက်တော်နီစပယ်လင်တို့ကိုအဲ့ဒီကျက်စီလေးနဲ့စီတက်ပါမယ်အဲ့လိုမျိုးစီတက်ပြီးတော့မှထွက်လာတဲ့ကျက်တော်နီကြော့ကလေးအယောင်ကလေးနဲ့အနက်လေးထွက်လာပြီဆိုလို့ရှိရင်အဲ့ဒီစီကိုသိမ်းနာပါမယ်ထမင်းချစ်တဲ့ခါကျရင်အဲ့ဒီစီကိုသုံးပါမယ်ထမင်းချစ်ဖို့ရေကြိုပါမယ်ထမင်းပေါင်းဦးနဲ့ချက်မှမို့လို့စံတပူးစာလိုအပ်တဲ့ရေပမာဏထက်နည်းနည်းလေးပို့ထည့်ပြီးတော့ကြိုထားပါတယ်အဲ့ဒီထဲကိုလိုအပ်တဲ့အရာစားတကြအချိုမုံနဲ့စပယ်လင်လေးကိုထည့်ပြီးတော့ပြုတ်ထားပါတယ်ပြီးတော့ကြက်သားကိုပါထည့်ပြီးတော့တစ်ခါတည်းထည့်ပြုတ်ထားပါတယ်ကြက်သားထည့်ပြီးတော့ရေဆူလာလို့ရှိရင်ရေဆူပြီးတော့9မိနစ်ခန့်ထားပါမယ်ပြီးရင်စံတပူးကိုရေဆေးပြီးတော့အသစ်ပြစ်ထားပါတယ်အဲ့ဒီထဲကိုစောစောကပြုတ်ထားတဲ့ကြက်ပြုတ်ရည်တွေကိုလောင်းထည့်ပြီးတော့ထမင်းပေါဦးနဲ့ချစ်ဖို့ပြင်ပါမယ်ရှိတဲ့ဟင်းအကုန်လုံးကစံတပူးစာမို့လို့အကုန်လုံးကိုလောင်းထည့်လိုက်ပါမယ်ပြီးလို့ရှိရင်စပယ်လင်လေးပါထည့်ပြီးလို့ရှိရင်အပေါ်ကစောစောကကြော်ထားတဲ့ကြက်တော်ကြော်လေးကိုထည့်လိုက်ပါတယ်ပြီးရင်တစ်ချစ်နှစ်ချစ်လောက်မွေပေးပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့ထမင်းပေါဦးထဲထည့်ပြီးတော့ခလုတ်နှိပ်ပြီးချက်ထားပေးလိုက်ပါမယ်ရှင်15မိနစ်လောက်နေလို့ရေခမ်းပြီးတော့ထမင်းချစ်ခံနေပြီဆိုရင်အဖုံးလေးဖွက်ပြီးတော့အပေါ်ကရေလေးနည်းနည်းဖြန်းပြီးတော့စောစောကကြက်သားကိုအဲ့ဒီထဲကိုအပေါ်လေးကတင်ပြီးလို့ရှိရင်အဖုံးလေးပြန်ပိတ်ပြီးထမင်းချစ်တဲ့ခလုတ်လေးကိုပြန်နှိပ်ပေးလိုက်ပါမယ်ရှင်10မိနစ်လောက်ကြာလို့ထမင်းပေါကိုခလုတ်တက်သွားပြီဆိုရင်အနက်အရသာနဲ့ပြည့်စုံတဲ့ကျက်စီထမင်းမွေးမွေးလေးကိုစားလို့ရပါပြီရှင်ကျက်စီထမင်းမွေးမွေးလေးကိုသုံးဆောင်ရအစစ်သေးဖြစ်ပါပြီထမင်းခုလိုနေထားမှာထမင်းလေးကလည်းမွားလေးကြက်သားလေးကလည်းအီလေးနဲ့စားသုံးရအတွက်အလုံးကောင်းပါတယ်ရှင်အရန်ကိုအရသာရှိပြီးတော့ပြည့်စုံတဲ့ကျက်စီထမင်းလေးကိုရပါပြီရှင်ကျက်စီထမင်းနဲ့စားဖို့ငရုတ်ချင်လေးပြင်ပါမယ်အရင်ဦးဆုံးကြိတ်ထားတဲ့ကြက်တော်ဖြူရဲ့ငရုတ်သည့်အနည်းရဲ့နောက်ပြီးရင်ရှာလကာရည်ရဲ့ထည့်ပါမယ်ပြီးရင်တကြားလေးနည်းနည်းထည့်ပါမယ်စားလေးနည်းနည်းထည့်ပါမယ်ရေလေးနည်းနည်းထည့်ပါမယ်ငပြရေလေးနည်းနည်းထည့်ပါမယ်ပြီးရင်သမမွေလိုက်လို့ရှိရင်ချိုချစ်စမွေးငရုတ်ချင်လေးရပါပြီရှင်